ဒီကနေ့မှာတော့ TikTok နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုပဲမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျကိုမသုံးချင်တော့တဲ့ TikTok အကောင့်ကိုအပြီးဖြတ်တဲ့နည်းလေးပါခင်ဗျအဲ့ဒါဆိုရင်ကျွန်တော်တို့ဟာစောင့်လိုက်အောင်ပါရင်ဥစွာကျွန်တော်တို့ဟာ TikTok software ကိုဝင်ပေးလိုက်ပါခင်ဗျ TikTok software ရောက်ပြီဆိုရင်ထုံးတဲ့အတိုင်းပဲကျွန်တော်တို့ဟာအပေါ်ဆုံးကညာဘက်တော့ကမြင်းသုံးချောင်းလေးကိုနှိပ်လိုက်ပါခင်ဗျအဲ့မှာ setting and privacy ဆိုတဲ့ဟာလေးဆက်သားပုံလေးကိုနှိပ်လိုက်ပါခင်ဗျအဲ့မှာအပေါ်ဆုံးမှာအကောင့်ဆိုတဲ့ဟာလေးရှိတယ်ဗျလူပုံလေးနဲ့အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါခင်ဗျပြီးရင်ကျွန်တော်တို့ဟာဒီအောက်ဆုံးဟာ deactivate or delete account ဆိုတဲ့ဟာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျအဲ့မှာကျွန်တော်တို့ဟာ deactivate account နဲ့ delete account ဆိုပြီးနှစ်ခုရှိတယ်เนาะ deactivate account ဆိုတာကဒီ account ကိုအပြည့်ဖြတ်လိုက်တာမဟုတ်ခက်တရကြီးပေါ့เนาะခဏဖြတ်လိုက်တာဖြတ်ထားလိုက်တာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကအခုကအပြည့်ဖြတ်မှာဖြစ်တဲ့အတွက်အောက်က delete account ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါခင်ဗျအဲ့မှာကျွန်တော်တို့ဟာဒီအောက်ကဒီဟာလေးကိုအမှန်ချစ်ပေးပြီးတော့ continue ကိုနှိပ်လိုက်ပါခင်ဗျအဲ့ခါဆိုရင်သူကcontinue ပဲထပ်နှိပ်ပေးပါခင်ဗျအဲ့မှာဆိုရင်သူကဒီကျွန်တော်တို့ TikTok မှာချိတ်ထားတဲ့မေးတဲ့ကိုသူကကုတ်ချပေးမှဖြစ်တယ်အဲ့ကုတ်လေးကိုထပ်ပြီးတော့ password ထပ်လိုက်လို့ရှိရင်ဒီမှာ delete account လေးကိုနှိပ်လိုက်ရင်ပြတ်သွားပါပြီเนาะလုံးဝပြတ်သွားပါပြီခင်ဗျအားလုံးပဲလွယ်ကူလေးလာပြောရှင်းကြပါစေခင်ဗျနောက်ထပ်သိလို့တဲ့အကြောင်းအရာလေးတွေရှိလို့ရှိရင်လည်း comment မှာဝင်ရောက်ပြီးမိသွားခဲ့လို့ရပါတယ်ခင်ဗျအားလုံးကိုကျေးဇူးပါ